chế với bông là bông mà bây giờ pi lại là bông nhưng mà đi pi lại đang ngã đây làm đồ là mà đi chẳng sáng bị gió đấy thuận lên nè mà tôi rất chạy để hàm luôn như mà màu xay cháu giờ lúc khai này lấy mua rồi tiên nó đầy nhiều mà yêu gì thì nó tự động gì đó lúc đã bầm là làm được lấy mua mà nó đã đi hết đấy chế với bông là bông rồi mà mày xay bông là bông rồi cái đấy ha mà mua nhà là miền này đã miền nó bông với này ốc xà biểu sập buồn này xù đó mà xù bọc bông mà bây giờ pi lại bông nhưng mà đi pi lại tụi xù đó đồ này đã season chả làเลยchả phải là mà lấy xay cháu giờ sao chuyện này rồi pi lại căng tao bao bao lâu rồi tao bao đông đông quay đi mà xí biên đi bà đấy rồi đi xí biên này nè hoa điều chắc lại mày biên dấu chả rồi chủ lại thế à ta liều về xây xong rồi lâu lại con xây xong rồi ta nhà mà lâu cả rồi show bi tao bao nhiêu cái mà rồi ta rồi con nhỉ tao rồi nhau rồi nó giờ tôi đùa xây xong sẽ trồng mà bộ xây xong sẽ cả chả rồi xây tao ta cao nên nhà lý điều ta nhìn tê lý điều lâu, ví dụ như nè, chào tao biết rồi xí, biến đổi tay nó nhiều tí rồi nè, cho là bộ, tôi cho rồi thì bây giờ này cao nè, bây giờ này lại đấy, thằng lại chạy khai nè, cú lại lồng bầy trái nó, tôi chịu được bây giờ sao sao, chịu lên là sao luôn con, ta lại cao cái làm mình. စိတ်ချောင်းဆက်လေးလုပ်ဖို့အတွက်ကတော့ပထမဆုံးစိတ်သားကိုအခုလိုတေးသေးလေးတွေအရင်မြင်းလိုက်ပါမယ်ပြီးရင်တော့နေပူချိန်နှီအောင်လို့အသားကိုတတုတ်ချင်းခွဲပြီးအရသာနေလိုက်ပါမယ်အရသာအတွက်ကတော့စားလျှောက်ရည်နဲ့ဂျင်းကျက်သွန်ဖြူထောင်းတို့ထည့်ပြီးတော့နေပေးလိုက်ပါတယ်အရသာမုံစားတော့ရင်လည်းထည့်လို့ရပါတယ်ဒီလိုလေးတမအောင်နေပြီးခဏနှက်ထားပြီးရင်တော့နေပူစလှန်လို့ရပါပြီနေရတော့တနေကုန်ပြင်းပြင်းပူပြီးတော့အသားမြင်းလေးတွေကလည်းသေးတော့တရက်ထဲနဲ့ပဲခြောက်သွားပါတယ်ဒီနေ့မနေ့ကြီးကတော့မိုးတွေတအားရွာနေတာမလို့မိုးတက်အောင်စောင့်ပြီးမှပဲစိတ်သားကြောက်ကလေးကြော်ပါမယ်မိုးတက်အောင်ဆောင်ရင်းနဲ့စိတ်သားကြောက်ကလေးတွေကိုကြော်ဖို့အသင့်ကြိုက်ထားလိုက်ပါတယ်။ပြင်းတော့သိရက်နဲ့ငရုတ်တီးမုံကျက်သွန်ဖြူထောင်းတို့လည်းပြင်ထားလိုက်ပါတယ်။ကဲမိုးလေးလေးတိတ်သွားပြီဆိုတော့ဒီမှာစိတ်ချောင်းဆက်ကလေးဒီနေ့ကြော်မလို့စိတ်ချောင်းဆက်ကကြတော့ဒီမှာပုံမှန်အဟင်းထက်တေးသေးလေးတွေလှမ်းထားတဲ့ဟာကိုမှလက်တစစ်လောက်ကလေးတွေဖြတ်ထားတာပေါ့။အဲ့ဒါလေးတွေကိုအခုပြင်းတော့သိတို့ကျက်သွန်ဖြူထောင်းတို့ပြီးလို့ရှိရင်ဒီငရုတ်တီးအမုံတို့နဲ့စိတ်ချောင်းဆက်ကြော်မှာမိဖို့ဆောင်ကအစ်စ်ကလေးဒါအရင်တော့ကမိဖို့ဆောင်ကအဟောင်းလေးပေါ့အရင်တော့ကရတော့တို့ဒီနားမှာဖိုးကီကြီးလေးနဲ့ချက်တာလေအခုကကြတော့အဖေကသူစောက်တက်တဲ့လောက်ကလေးကိုပြန်ပြီးတော့ပြင်ဆောက်ပေးထားတာဒီခုံလေးလည်းအဲ့လိုပဲရိုက်ပေးထားတာgas over ကြတော့အခုဒီဥစ္စာကြတော့ရတော့သူတို့အရင်သုံးနေကြ 4kg အိုးမဟုတ်ဘူးအဲ့ထက်ပိုကြီးရဲ့ 12kg အိုးသုံးလို့ကောင်းတာနဲ့အိုးအကြီးထပ်ပြီးတော့မှာလိုက်တာပေါ့သူကကြတော့ gas အိုးထက် gas မီးဖို့ကပို့ပြီးတော့မြင့်ပြီးတော့ထားသုံးရတာပေါ့နော်သူကကြတော့ဘန်နာနဲ့တက်ရိုက်ချိတ်ထားတာမဟုတ်ဘူးဒီလို gas မီးဖို့တီးတက်နဲ့တွဲသုံးရတာအောက်က gas အိုးတွေကိုလည်းလှည့်သုံးတာတွေပါမလုပ်ရဘူးပေါ့အခုရတော့သူတို့ကတော့ဒီလိုပုံစံလေးပေါ့ရိုးရိုးရှင်းရှင်းလေးပဲအဖေကဒီစင်လေးရိုက်ပေးတယ်ပြီးလို့ရှိရင်ဒီမှာဒီ gas မီးဖို့လေးနဲ့ပြီးလို့ရှိရင်ဒီအောက်မှာ 12kg အိုးလေးနဲ့ပေါ့ဒီ EFF gas အိုးတွေမှာသုံးထားတဲ့အိုးကောင်းနေရကြတော့သူကနိုင်ငံတကာအဆင့်မီ ISO လက်မှတ်ရထားတော့လေသူကအရေးသွေးလဲစိတ်ချရတယ်ပြီးတော့ကြတော့အမျိုးမျိုးအနေနဲ့တိုင်းမှာဆိုလို့ရှိရင်ဒီ EFF ဆိုင်ခွဲတွေရှိရကြတော့ gas ဖြည့်ရတာလည်းအဆင်ပြေတယ်အခုဆိုလို့ရှိရင်ရတော့သူတို့ 4kg အိုးလေးရကြတော့လေgas ဖြည့်ဖို့ပို့ထားတာ gas မီးဖို့နဲ့တီးတန့်တွဲသုံးရတဲ့ဒီအိုးအကြီးတွေမှာကြတော့အရင်ပုံဆုံးမီးဖွင့်မှုအတွက်အိုးကောင်းကိုအရင်ဖွင့်ရတယ်အိုးကောင်းကိုဖွင့်ပြီးပြီဆိုမှ gas မီးဖို့ကိုဖွင့်ရတယ်အဲ့ဆိုလို့ရှိရင်ရပြီပေါ့နော်စိတ်သားကြောက်လေးတွေကိုတော့စီတအားမပူခင်အချိန်လေးမှာထည့်ပြီးတော့ကြောပါမယ်မီးနေထားအေးအေးလေးနဲ့စီကိုတအားမပူလာခင်ကလေးကထည့်ပြီးတော့ဒီလိုအဆက်မပြတ်တမ်းမှွေပြီးတော့စိတ်ရှိလက်ရှိကြောပေးရတာပေါ့ gas နဲ့ကြောတာကြတော့မီးကိုလိုတလို့အတိုးလျှော်လုပ်လို့အဆင်ပြေတာပေါ့စီတော့သူကများများသုံးပေးရတယ်စီနိုင်နိုင်လေးနဲ့ကြောမှစိတ်ချောင်းကလှတာစိတ်ချောင်းဆက်ကြောတဲ့နေရာမှာအရေးကြီးဆုံးကတော့သူကစီအပူချိန်လေးမှန်မှုပဲစီကိုမီးဖို့ပေါ်မှာတင်ပြီးတော့စီကိုတအားကြက်အောင်ထားပြီးကံမှမထည့်ရအောင်မီးကိုဖွင့်ပြီးလို့ရှိရင်ခဏလေးပဲထားစီလေးကနည်းနည်းလေးပူငွေလေးရလာပြီဆိုတာနဲ့စိတ်ချောင်းကိုထည့်ပြီးတော့ကြောရဒီနီထားလေးရပြီဆိုရင်တော့ဆေးလိုက်ပါတော့မယ်ရတော့သူတို့ကတော့ကျွတ်ကျွတ်လေးကြိုက်တာမလို့ကျွတ်ကျွတ်လေးကြော်ထားပါတယ်စိတ်ချောင်းလေးတွေဆေးပြီးပြီဆိုရင်တော့ပူနေတဲ့စီတွေခတ်ထုတ်ပြီးတော့ပြင်းတော့တင်ရက်နဲ့ကြက်သွန်ဖြူထောင်းလေးတွေထည့်ကြော်လိုက်ပါမယ်အနံလေးမွေးပြီးကြက်ပြီဆိုရင်တော့မီးလေးပိတ်ပြီးတော့မြူတီးမုံတွေထည့်မွေလိုက်ပါမယ်အိုးရဲ့အပူချိန်လေးနဲ့မြူတီးလေးတွေကြက်ပြီဆိုရင်တော့စိတ်ချောင်းလေးတွေထည့်မွေလိုက်ပါမယ်ဒီလိုလေးတခြားလေးနဲ့အောင်မွေပြီးသွားပြီဆိုရင်တော့စိတ်ချောင်းဆက်ကြော်လေးရပါပြီစိတ်ချောင်းဆက်လေးလဲကြော်ပြီးပြီဆိုတော့နေ့လယ်စာအတွက်ဇီးဖြူတီငပိချက်လေးမြန်မြန်ချက်လိုက်ပါအောင်မယ်ဇီးဖြူတီငပိချက်လေးချက်ဖို့အတွက်ခရမ်းငင်ဒီကြက်သွန်နီစီစားစနွဲငပိငရုတ်တီအဆက်စားနိုင်တဲ့လောက်နဲ့ဇီးဖြူတီအလုံးလိုက်နဲ့ရေနှင်းငယ်တို့ထည့်ပြီးအဖုံးအုပ်တဲထားလိုက်ပါမယ်
ဒီနီထားလေးရလာပြီဆိုရင်တော့ခရမ်းညင်ဒီအနှစ်လေးတွေကြေအောင်ခြေပြီးလုံးချက်ပေးလိုက်ပါမယ်အနှစ်လေးကြေပြီဆိုရင်တော့ရင်သွေးအနှဲငယ်ထဲကြက်သွမြူထောင်လေးခတ်ပြီးခဏနေရင်ဦးချလို့ရပါပြီဒါဆိုရင်တော့ဇီးပူတီအလုံးလိုက်ထည့်ပြီးတော့ချက်တဲ့ငပိချက်လေးရပါပြီခရမ်းကုန်လုံးချက်ပြီးသွားပြီမလို့ gas မီးဖို့ရောအိုကောင်ရောတစ်ခါတည်းပိတ်လိုက်ပါတယ် ဒီနေ့ကတော့ဇီးဘူးစီငပိချက်ကလေးနဲ့စိတ်ချောင်းဆက်ကြော်လေးနဲ့သမင်းစားလိုက်ပါဦးမယ်အားလုံးလည်းစားဖို့ဖိတ်တော့ပါတယ်နော် အဖေစိတ်ချောင်းဆက်မှုမှုဆက်ဆက်စားကျင်တာသူသူတိုင်းလို့စားဘူးလားနော် ပြုတ်လို့ပါဒီခါတော့ ဟုတ်တယ်အဖေ ကျုပ်ကတော့လေနောက်အသား90လာလွှတ်တော့လေမသိကြအောင်ဆောင်းပြီးရွာတဲ့ထွက်လဲနေမှာ ဘာပြုတ်လို့တော့နော် အကိုသမီးတို့တို့ကိုတို့ဝယ်ပြီးတို့ပတ်စံပေးတယ် သူတို့ကြိုက်တဲ့ဟာမလို့သူတို့မကြိုက်တဲ့ဟာဆိုရင်တော့ဝယ်ပါလိမ့်မယ်နဲ့ငါသမီးတွေစိတ်ချောင်းဆက်ကြော်ထားတာတော့ရောင်းလို့တောင်ရအနေပေါ့ ကိုအဲ့လိုပြောမနေနဲ့ကျုပ်ကလေဒီဟာစားတာဟိုဝဲစားတဲ့ဟာလောက်မကဘူးကောင်းတယ် ဟုတ်တယ် တကယ်ပြောတာ နောက်တစ်ခါအမေပတ်သက်နေဝယ်မှာအမေမြောက်နေတယ် သမီးတို့ပတ်စံနဲ့ဝဲကြော်လို့လားမသိဘူး ဒီကဝယ်ရကျိုးနဲ့သွားတာပေါ့ကလေးတွေ တော်ကောင်းတာသမီးတို့ရတဲ့ခါကြော်တော့ဒီလိုလေးကြော်မနေတော့လေအမေတို့မဝမ်းနိုင်ဘူးတော့ဒါလေးကတော့တော်တော်ကောင်းတယ် အော်မီးကလည်းအဲ့တော့အမေထင်းသမီးနဲ့ကြော်တာဆိုသမီးမီးမှညှိတက်လို့လေအာဒီတစ်ခေါက်ကကြတော့လိုလိုတိုးချော်လုပ်ပြီးတော့ကြာလေးကြော်ထား အေးတော်တော်ကိုစားကောင်းတယ်ကြွားတဲ့သမီး တောင်းချောင်းနဲ့ဝါလို့တောင်း ဒီကဓာကြီးစားတာနင်းနော် ဟုတ်တယ်အဲ့ရနိုးလို့ကျန်လေကျင်းနေတော့တက်တယ် အေးပါငယ်မကြံရင်တော့ခြံလိုက်ဦးမော ဒါဆိုရင်တော့ဆက်ပြီးတော့ထားလိုက်ပါအောင်မယ်နော်အခုလိုမျိုးပဲနောက်ထပ်လာမဲ့ဒီလိုဘလိုလေးတွေကိုလည်းဆက်လက်ပြီးတော့စောင့်ကြည့်အားပေးကြပါအောင်နော်အားလုံးပဲတက်တာ